အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကမာလင်းပဲဖြစ်ပါတယ်ဟဲ့စတာပါကျွန်တော်နာမည်ကဒီမွေးပဲဖြစ်ပါတယ်ဒါတော့ brother တို့အားလုံးစောင့်မျှော်နေတဲ့ Minecraft Survival Series ပဲဖြစ်ပါတယ် Minecraft Survival YouTube မှာတယောက်မှမလုပ်တော့မြန်မာ YouTube ပါတယ်အဲကြောင့်ကျွန်တော်ပြန်လုပ်တာပါသူတို့ထဲနှစ်ဆအကောင်းတော့လုပ်ပေးပါမယ်ဗီဒီယိုတွေတော့မသွားခင်တော့လက်မခလို့လေးတော့နေခဲ့ကြပါကျွန်တော် live မရအောင် share ဗီဒီယိုတွေမှာအားကြောင့်မလို့ပါဒါတော့ episode 1ပေါ့နော်ဆက်စားခြင်း crafting fit တစ်ခုလုပ်မယ် stick လေးကြောင်းလုပ်ပြီးတော့တပြန်အောင်ကိုပြန်ဆဲမယ်Uran picket channel ကျွန်တော်ဒီက Uran picket အကုန်ကူးလိုက်အောင်အကုန်တူးလိုက်အောင်အကုန်တူးမှာ brother နဲ့တက်တယ် finally နောက်ဆုံးတော့တူးပြီနောက်ခါတော့ picket အကုန်တူးမလို့ပဲအဲကြာနေလို့ပြင်းလာတော့ပါကိုဒရောင်းဟုတ်မှာဆောင်းကျွန်တော်မမြင်stone artist ချောင်းတော့မယ်ဒီနေ့အစားလေးပတ်ရှာလာအောင်စားလေးပတ်ရှာလိုက်အောင်အော်ဒီမှာဝလာလို့ဟုတ်ရှိမဟုတ်တော့မော်တကူထဲတာဒီမှာတန်ပြန်ကြည့်မကြည့်နော်ဟောအဲ့မော်ဒီကတို့စလိုက်ရတမရတုံးဝင်အားကြောင့်မိုက်ရကျန်တစ်ချက်နဲ့ကုန်ပြီးဟဲ့ဟောတော့ဒါနဲ့ဗီဒီယိုလေးခတ်မသွားခင်မြန်မာနိုင်ငံမှာ robot တွေကိုဈေးအတန်ဆုံးဝယ်လို့ရတယ် KSTD shop ကိုသိပြီလား KSTD shop မှာဆိုရင် robot တွေတာမက escape tsunami for brain rot တွေက brain rot နဲ့ CA brain rot တွေကတစ်ဖက်က1 million ထုတ်ပေးရဲ brain rot တွေအပြင် block food game တွေကိုလည်းဈေးတက်ဆုံးနဲ့ဝယ်လို့ရပါတယ်ကျွန်တော်ဒီမှာဈေးနှုန်းတွေဝါထားတာက YouTube ကကျွန်တော်ဘန်းမှကြောက်လို့ပါ block food ACC MI5 တွေအပြင်99 instant for တွေ diamond တွေနဲ့ diamond ပါတဲ့ ACC တွေလည်းဝယ်လို့ရပါတယ် mobile လေးရက်တွေက diamond တွေအပြင်PUBG ရဲ့ UC တွေကိုလည်းတွားရောက်ဆောင်ဖြတ်မေးမြန်းဝယ်နိုင်ပါတယ် Roblox တော့ဆိုရင်တော့ KSTDZ Telegram မှာ Facebook မှာ KSTD တွေရိုက်ချပြီးတော့ဆောင်ဖြတ်မေးမြန်းနိုင်ပါတယ် Diamond နဲ့ UC ရဲ့အတွက်ကတော့ KSTD Fast ဆိုပြီးတော့တွားရောက်ဆောင်ဖြတ်နိုင်ပါတယ်ခုတင်နေတာရှာနေအသားမတွေ့ရတဲ့လက်တွေပဲတွေ့လက်ထီးလက်တန်ပါကြတကမာနော်ဗျာချာအကောင်လည်းနှစ်ချက်ပဲခေါ်တယ်ဒီကောင်တော့ခေါ်အောင်ပြကျွန်တော်ဒီမော်လေးနဲ့ထည့်တာတွေးတယ်မဟုတ်ဒီမှာအားမလည်းမချကျွန်တော် crafting table ထားခဲ့မိတာ oh my god crafting table ထားခဲ့မိဒီနေ့ဗီဒီယိုမှာဘာမှမလုပ်တော့ဘူးတူနေရတနေရာလောက်ရှာပြီးတော့စကန်လေးပဲချပြီးတော့ဒီတိုင်းပဲနေတော့နောက်ပိုင်းမှာoh villageကျွန်တော်ကန်ခေါ် oh my god village တွေ့ပြီကန်ခေါ်လိုက်တော့ကျွန်တော်ဘက်ကလာဒီဘက်ရောက် play ကတန့်တယ်ကိုရွာတကြီးကိုရွာတကြီး brush ကောင်းပါ brush ကျွန်တော်ဆောင်ထားလို့ရ respawn မှာနေရခလာအောင်ခဏကြေးရည်ကျလာတောင်းမဲ့စင်းကြီးနိုင်စကားပါလိုက်ဟာအေးနာဟိုလာလည်း oh my god အစားမရှိရောအစား3ခုပဲရှိရ3ခုပဲရှိအစားမရှိရောလောက်ကြပါဒီဟီးဝဲတွေပါလေမရှိတော့မသိအောင်လက်ကကုန်ဖင်းလို့ရ
မိုးချုံနေဟာကျွန်တော်ကရင်မပြပြီကျွန်တော်ကရင်မပြပြီOkay finally နောက်ဆုံးမှာတော့ day video က day 1ကိုရောက်ရှိခဲ့ပါပြီ day 1ကျွန်တော်ဘာမှထူးမလုပ်သေးပါဘူးကျွန်တော်နေမဲ့အိမ်အောင်ကလေးကိုရှင်းဖို့စိတ်ဆုံးပြလိုက်ပါကျွန်တော်တက်သားပြန်ခရက်တယ်။အော်အများကြီးပဲ။ private တွေပဲတစ်ခုလုပ်တယ်။ private တွေအောက်ချခဏချတယ်။ဟာဒီပုံကြီးပါလေ။ကျွန်တော် chest နောက်တစ်ခုလောက်ထပ်လုပ်လိုက်တယ်။ chest နှစ်ခုလောက်။မိုင်းအမေ chest အောက်ချတယ်။ Honestly ထပ်ခရက်တယ်နှစ်ခု။ကျွန်တော်ပြီးတော့ဘာမလို့လောက်မှာ stick လေးလောက်မှာ stick လေးလောက်တယ်ပူရန်ပစိန်stone ပစိန် stone sock ကျွန်တော် stone 2တွေ concrete ပြီးရတယ် mine 2လို့ဆို mine 2ဆိုရစဉ်းစားလိုက်တယ်အဲကျွန်တော်ရွာနာတော့ပတ်ကြည့်တယ် mine 2လေးပါလိမ့်မယ်ရှိမှာကန်ကောင်းကြောင်ဒီ mine 2လေးရှိပါကျွန်တော် shader လေးထည့်ထားသေးအဲကြောင့်မို့ area တော့လင်းလောက်တယ်လင်းနေကြတာလင်းလောက်တာမဟုတ်လင်းနေအော်မလီကိုစီရတယ်မင်းတို့ခုမှပဲတွေ့ရတယ်ကိုစီရတယ်မင်းတို့ခုမှပဲတွေ့ရတယ်ကိုစီရတယ်မင်းတို့ကခုမှပဲတွေ့ရတယ်စားတော့တဲ့ဟောလိုက်တာမဲလိုက်ဖြစ်ရဟောကျွန်တော်ဒီမှာပါလေ school shopping အဲ့ဒါဆိုင်မေးလားဟောဒါပေမဲ့နီးလေးပဲကျွန်တော်အိုးဒီမှာ gift တွေ့ပြီအိုးကျွန်တော်မော့ပြကျွန်တော်မော့ပြဘာမော့ထည့်တာဆိုကျွန်တော်ပြဘာမော့ထည့်တာဆိုကျွန်တော်ပြမယ်ဗျာဒီမဲ့ဒီကောပါမလားကောပါတွင်အောက်ကမထိုင်မဒီကတူးချတယ်အိုးအကုန်ပြက်အဲ့လိုမော့အေးမော့ခရီးလိုက်ဖိုင်တူ Oh my god what the no more squeeze လာခွေးစံမီအိုင်းတွေဒီမော့ဒီရှိတာတော့ကောင်းတယ်များကျွန်တော်ခိတခုတော့အကုန်မြင်ရခိတခုလုံးမမြင်ကျူအိုင်းတွေပေါ်တော့ဘယ်နာမှရှိဘူးအကုန်သိတယ်အဲ့ဒီနေ့မှာတော့ကျွန်တော်ဒီထဲမှာစပိုက်ကကိုတုံးခုရှိရတယ်နောက်ပိုင်းနေမှာတော့ပြောကြမယ်ဒီဘက်မှာတော့ကျွန်တော် iron food မှာလောက်သွားမယ်လို့စဉ်းစားထားတယ်ဒီဘက်မှာတော့ iron food မှာနောက်ပိုင်းနေမှာတော့တခြားပေါ့တော့ပြောပြဟိုဒီ creeper ဟိုကြောင်းနေမယ်ဒီမှာတော့ iron food မှာရလို့တော့ပဲ iron food မှာတော့လွယ်ပါတယ်ဒီမော်လေးပါနေနောက်တော့မင်းလားOh What the fuck ဘာဖြစ်သွားလဲတီးသွားတယ် Oh my god တော့ဒီစီပြန်ဒီရဒီမှာခင်းနေလို့နာလောအိုက်ကြည့်တော့တက်ပြီးအိုင်းနဲ့တော့တူမှာပါဟဲ့ခရီးပါဘလူးရောငါးနာရောက်လာအမြင်ကိုဘာသာမြင်လိုက်တယ်ကျွန်တော်စက်နေရတာလို့ရကျွန်တော်ပစ္စည်းနောက်တော့သွားယူခရီးပါထပ်ပေါက်တီးသွားတဲ့အပန်ပါလာနောက်ခုတော့အာရုံနေတဲ့ဂျိုးထားတယ်အဲ့တော့50ကျော်တောင်ယူရလိုက်တယ်ကျွန်တော်ဒီမှာ8တော့ဒီမှာ9တော့19တော့ကျွန်တော်ဒီဘက်မှာအိုင်ဖူအောင်မရပြမဒီဘက်ကိုပြီးသွားပြီပေါ့နော်ချက်ပလေးရအိုင်ဆောမလို့သေးဘူးအိုင်ချက်ပလေးရအိုင်လက်ကင်ဝတ်ထားမယ်4တော့စီရင်ဟောရတယ်4တော့စင်ကဖက်နဲ့နောက်တဲ့9တော့9တော့မကျွန်တော်အိုင်ဖူရမရ
finally နောက်ဆုံးမှာတော့ကျွန်တော် Minecraft Privacy ရဲ့ပထမဆုံးကိုဖြစ်တဲ့ IM4 ကမှာဟုတ်နောက်ဆုံးရရှိသွားပါပြီနောက်ပိုင်းမှာကျွန်တော်အင်ဆောင်းကောင်းမလားမကောင်းမလားဆိုတော့ brother တို့ comment မှာရေးခဲ့ပါဘယ်လိုပုံစံမျိုးခေါ်ချင်လဲခေါ်တယ်ပုံလေးချခဲ့ပေါ့ကျွန်တော်စောက်ကြည့်ပြီးမယ်အဲ့လိုက်တော့အဲ့လိုမျိုးဒီကောင်ဝင်လာအိုဖလေးချသွင်းနေတယ်မရှိဘူးဟောဒီကောင်ကွာအိမ်မြန်ဒီပန်းလေးကိုဒီမှာပဲခေါင်းသွားလိုက်ပါမယ်အားလုံးပဲ bye bye မထင်သေးပါနဲ့ဘာမှအခုမှဘိုင်းမှာအားလုံးမတတာပါနောက်ပိုင်းပြန်ကြပါမယ်အားလုံးပဲ bye bye